video content creation လုပ်တဲ့ချိန်မှာလူတွေရဲ့ attention ကိုဆက်ချင်းရအောင်ယူဆောင်နိုင်တဲ့ hook 3မျိုးကြောင့်ဒီနေ့ကလေးများပြပြပေးမှာပါ။နံပါတ်1 hook ကတော့ in the middle of conversation လို့ခေါ်ဟိုက video ရိုက်တဲ့ချိန်မှာပေါ့နော် intro hello အားလုံးပဲနားလိုက်ကလေးသားနာဒီနေ့တန်ခေါက်က coffee ဆိုင်တစ်ခုမှရောက်နေရဖြစ်ပါတယ်ဒီနေ့ကလေးများတို့အဲ့လိုနိဒံမပြောအဲ့လိုအရှိကြီးပြောရဲဆိုရင်ဒီကညင်းငွေပြောကြော်သွားမှာပေါ့နော်အဲ့လိုမပြောပဲနဲ့ကိုယ့်ရဲ့ video ကိုလူကချက်ချင်းမကြော်သွားပဲနဲ့ကြည့်အောင်လုပ်တာပေါ့နော်အဲ့လိုလုပ်ချင်တယ်ဆိုရင်ကိုကစကားပြောနေတဲ့စာတန်လန်းလေးမျိုးပြောရအောင်အစာနဲ့ပြောရအောင်ကိုပြောချင်တဲ့ဟာကိုတဲ့လို့ထိမိခွပြောရမယ်ပေါ့နော်ဥပမာဆိုရင်မနေ့ကပြက်ကြသွားတယ်ဒီရင် AI 171ကဆိုရင်လူတယောက်ပဲအသက်ရှင်နေတယ်အဲ့ဒီလူရဲ့ခုံနံပါတ်ကခုံနံပါတ်17အဲ့လိုမျိုးပေါ့ကိုအစနေသူဘာကြောင့်ပြောနေလဲမသိဘူးတန်းလန်းကြီးကွာအဲ့ဒါဆိုစိတ်ဝင်စားပါဘယ်ကမနေ့ကပြက်ကြဘယ်လိုဖြစ်တာလဲဘယ်တော့မှဘယ်လိုဖြစ်သွားတာလဲဘယ်လိုလဲအဲ့လိုလူပြတိကျစိတ်ကြီးများပြီးတော့မှကိုယ့်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်စေရပေါ့နော်အဲ့တော့ကိုကအဲ့လိုစကားပြောနေတဲ့စာတန်းလန်းပုံစံမျိုးပြောတာကအရန်ကိုကောင်းတဲ့ hook တစ်ခုဖြစ်တယ်ဒုတိယ hook ကကြတော့ main ကိုနဲ့စတင်ခြင်းဖြစ်ပါတယ်ကိုယ့်ရဲ့ဗီဒီယိုမှာချက်ချင်းလူတွေသိချင်အောင်နဲ့ main ကိုမျိုးကိုမေးလိုက်တာမျိုးပေါ့ဥပမာဆိုရင်တင်တာ9ရက်လောက်မအိပ်ဖက်နေလေဆိုရင်ဘာတွေဖြစ်နေထင်လဲအဲ့လိုမျိုးပေါ့အဲ့ချိန်ကျရင်လူကဟာဘာတွေဖြစ်မှလဲပေါ့အဲ့လိုမျိုးသိချင်ပြီးတော့မှဆက်ကြည့်ပြတယ်ပေါ့နော်ဒါမှမဟုတ်ရင်ကျမရဲ့ weight ကိုဗါလေ130ကနေပေါင်100ကိုတစ်ပတ်